皆さんこんにちは、ゆめです。ဒီဗီဒီယိုမှာတော့ unfortunate ကစားရီတွေအပုတ်တိုလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်စကြမယ်။好きな文章を読んで質問に答えてください。အောက်မှာပါတဲ့စာပိုက်ကိုဖတ်ပြီးတော့မိကိုအဖြေပေးပေးပါ။答えは1、2、3、4から一番いいものを一つ選んでください。အဖြေကတော့1、2、3、4တဲ့အနေနဲ့အကောက်ဆုံးဖြစ်တဲ့အရာကိုတစ်ခုရွေးချယ်ပေးပါ။အဲ့တော့အရင်ဆုံးစာပိုက်ရေးဆုံးဖတ်မယ်။これは冷凍の寿司の食べ方の説明です。ဒီဟာဆိုရင်အခဲထားတဲ့寿司ရဲ့စားဖို့စားနည်းကိုရှင်းပြထားတာဖြစ်တယ်။外の袋から出して中の袋にフォークで2から3個穴を開けてください。အဲ့တော့အပြည့်အိတ်ကနေထုတ်ပြီးတော့အတွဲအိတ်ကိုခရင်နဲ့2ပေါက်ဒါမှမဟုတ်ရင်3ပေါက်ထိအပေါက်လေးဖောက်ပေးပါ။穴を開けてဆိုတာကအပေါက်ဖောက်ပေးပါ။そして電子レンジの500ワットで3分温めます。ပြီးတော့電子レンジရေစစ်မီးပုံမှာ900ဝက်နဲ့900ဝက်ထားပြီးတော့3မိနစ်အပူပေးမယ်။温めます。အပူပေးမယ်။その後20から30分そのままお待ちください。အဲ့ဒီနောက်မှာမိနစ်20နဲ့မိနစ်30ထိအဲ့ဒီတိုင်းလေးစောက်ပေးပါအဲ့တော့ဘာမှမလုပ်ဘဲနဲ့အဲ့ဒီတိုင်းထားပေးပါပေါ့နော်それから中の袋から出して召し上がってくださいပြီးကြလို့ရှိရင်အတွေ့အိတ်ကနေထုတ်ပြီးတော့召し上がってくださいသုံးဆောင်ပေးပါမိကိုလေးဖတ်မယ်寿司はいつ食べられますか寿司やဘယ်ရှိဆိုရင်စားလို့ရပြီလေအဲ့တော့1番温めてから3分したら食べられます。အပူပေးပြီးတော့3မိနစ်လောက်ထားပြီးရင်စားလို့ရပြီ။အဲ့တော့အဖြေမှန်ကမဟုတ်သေးဘူး။အပူပေးပြီးလို့ရှိရင်မိနစ်20နဲ့မိနစ်30ထိစောက်အောင်မယ်ပေါ့နော်။အဲ့တော့အဖြေမှန်ကမဟုတ်သေးဘူး။2番温めてから20分ぐらいすれば食べられます。အပူပေးပြီးတော့မိနစ်20လောက်ထားရင်မိနစ်20လောက်ဆိုရင်စားလို့ရပြီဆိုတော့အဖြစ်မှန်က2番3မိနစ်လောက်အရင်ဆုံး3မိနစ်လောက်အပူပေးမယ်ပြီးကြလို့ရှိရင်မိနစ်20နဲ့မိနစ်30ထိစောင့်မယ်အဲ့တော့အဖြစ်မှန်က2番3番ကျတော့温めたらすぐに食べられますအပူပေးပြီးရနဲ့ချက်ချင်းစားလို့ရပြီဆိုတော့မဟုတ်သေးဘူး4番20分ぐらい温めたら食べられます。မိနစ်20လောက်အပူပေးပြီးသွားရင်စားလို့ရပြီဆိုတော့မဟုတ်သေးဘူး။အပူပေးရမှာက3မိနစ်အပူပေးရမှာထားရမှာမိနစ်20နဲ့မိနစ်30ထိစောင့်ရမှာ။ဒါဆိုရင်အဖြစ်မှန်လေးက2番။ဒါဆိုရင်ဒီပုတ်လေးရမယ်လို့ထင်ပါတယ်။はい、好きなビデオで会いましょう。